ကဲအားလုံးပဲမင်္ဂလာပါထမင်းစားပါအောင်ပဇော်နေနဲ့အမျိုးတွေအမျိုးတွေဒါကျွန်တော်ရဲ့ကဲပဲမိတ်ဦးလေးဒါတော့မပေါ့ဦးလေးလားဦးလေးတက်ကြီးပိုင်းလူကြီးသူမကြီးကြောတာတရင်ကြုံမှာဒါတနလိန်ဒီကောင် number 1 bro ဒါတော့မြန်မာပြည်ရဲ့ရွှေမြန်မာငပိကျော်ကျုံးလိုက်အောင်နော်ကျုံးမနော်ပြဦးလေးပါကျုံးဖင်းလေးချော့တာဟုတ်ရဲ့ဗီဒီယိုကပါသွားမယ်နော်ပြောဗီဒီယိုကလူကြည့်ရလူကဟိုမှာတနာရီဟိုပဲဟိုမှာလူ5000ကြည့်အောင်ဘယ်လိုများဦးလေးအိမ်ကလူတွေကြည့်ရင်ကြည့်မှာဖင်းလေးကိုချော့ကျွန်တော်တခါစီပေါ်တူပြီးမှမြန်မာနဲ့တွေ့ရောအဲ့ကောင်ကြီးနားလေအခုတည်တယ် Facebook ထဲမှာတဲ့ friend နေတဲ့အဲ့ကျွန်တော်လည်းဒီကောင်ကိုတည်ရတဲ့တော့ကျွန်တော် friend တွေမှာတယောက်ပါလာ哦ပါတော့အားလို့တိုင်းတို့အဲ့ဒီတယောက်ကသူ့နောက်လဲတောသားလို့နောက်လိုက်တာဟာလေမနောက်နဲ့တဲ့ငါတို့ရင်ကတော့မှအဲ့ကိုတည်တယ်ကျွန်တော်ဗီဒီယိုလေးအဲ့ပြေးတယ်သူ့တော့မနောက်နဲ့တဲ့တကယ်ခွန့်ကြွမယ်နော်စားပါအောင်အမျိုးတွေတကယ်ချင်းမဟုတ်အမျိုးတွေချစ်မျိုးတွေလေအမေရောမျိုးတွေအဲ့လိုမျိုးငယ်ဦးသီးနဲ့နယ်ဖက်ပြီးတော့မြန်မာပြည်မှာငပိနဲ့ကျုံးနေတယ်ရှဲကျုံးအမှဟိုပါလဲတို့စရာအနိုင်ကျင်းတယ်လေအောင်ချမ်းကြီးတို့လိုပဲအဲ့လိုမျိုးကျုံးနေတာမကျုံးလာစိတ်တော့ให้ကိုမပါဘူးပြင်မျိုးကြီးမို့ထဲရအောင်သူကလည်းမော်လမြိုင်ရပဲကျွန်တော်တို့ဖေးရမော်လမြိုင်ပဲပေါ်တာကိတာမျိုးစစ်လို့သူကြတော့မျိုးစစ်တယ်မွန်နဲ့กินနဲ့ဆက်တာကျွန်တော်မွန်နဲ့ပမာနဲ့ဆက်တာမွန်တော့မဟုတ်ပါဘူးဖေးရပမာပါပဲမော်လမြိုင်မှာနေတာချောရတော့ချောအချောတစ်ပိုက်ကတော့ငယ်ဦးသီးလေးနဲ့ရှယ်နေပရမနောကတိတ်မစားအခန်းထဲမှာစားပြီးတော့ရိုက်ကအောင်တော့ဖားနေကြတော့တည်းစားတာအောင်တော့နောက်တို့မြန်မာရင်းကြတော့စားကျုံဖားပြီးငါ6တွေပါထည့်စားကျွန်တော်အခန်းထဲမှာဗီဒီယိုမလုပ်သူကကိုဗီဒီယိုလုပ်တဲ့ချိန်ကျဟိုဘအခန်းကအိမ်နာဆွတ်ကြာနမလို့နားမလဲဘူးကိုဒီမှာအမှန်ကန်ပြောနေပါညာအလုပ်ကြောင်းပါတခါရရင်လဲဟိုဟာကြောင်းတည်းကိုဆွဲကြပြန်ပြီကျွန်တော်တို့ဒီမှာအခန်းမှာ2ယောက်နေတယ်ဟိုဘက်မှာ2ယောက်နေတယ်ဟိုအခန်း sharing ကန်ဆိုတော့အဲ့လိုမျိုးအားအောင်ခွန်ကျွေးနော်မဲဒါ median ကယူလာတော့ median ကတော့ wedding ဖြစ်သွားတယ်အဲ့ဒါကလေးချက်ကပိုချောကျုံးတယ်မဲဒါထူလို့တဲ့ဒီနေ့ကကာလာဆိုတော့ပဇွန်နဲ့မဲဒါနဲ့မင်းကောင်းပြန်သွားရလားဘယ်ပေါ့အဖို့ကြာမန်ဂျဘူးလားတော့ဖောက်ပြန်သွားအဲ့ဟဖို့ကြာပထမဟိုအာဂိတ်ရဲ့တမောကနေကျွန်တော်နဲ့ခင်တာအဲ့ပဲတော်ဟိုပဲတဘောကောင်းတော့ဟိုဒီပဲအခုဟဖို့ကြာလဲအဲ့တို့အာဂိတ်ရပဲလေတို့ group ပဲအဲ့တမောလေးနဲ့အဲ့ကျွန်တော်ဘာလို့လဲပိုင်းလိုရင်ပြောသူလိုချင်နဲ့ကျွန်တော်ကြွေးတယ်သူဘာကားရွာလိုချင်မဲလာစားပါ
ညာပိုင်းကြည့်မြင်တော့စိတ်မဆိုးနဲ့နော်စားချင်ပါရင်ခွန်ကြွေးမယ်ဟလားရှယ်ချက်ကြွေးမယ်ဒါတော့ကျမတို့မှာဖြစ်တယ်လို့ပဲစားရတော့မာပြီးရောက်မှပဲပန်းနဲ့တေးကြနေပြီးတော့ကျုံးမှာအကြိုင်လည်းအားပေးအောင်ကြည့်ပြီးအောင်တက်တာအားလုံးချစ်တယ် 好不好？